ဒီအားလုံးပဲမင်္ဂလာပါကျွန်တော်အနေနဲ့နှုတ်ကပတ်တော်လေ့လာတဲ့သူတွေအနေနဲ့ဘယ်လိုကျွန်တော်တို့နှုတ်ကပတ်တော်ကိုစဉ်းစားဆင်ခြင်ရမလဲဆိုတဲ့အရာကိုအနေငယ်ဝင်ငါပေးချင်လို့ပါတယ်ဆိုတော့ဒီနေ့ကိုတီးပြီးသားသူများရှိတယ်လို့မတီးတဲ့သူများလည်းရှိမှာဖြစ်ပါတယ်ဆိုတော့ဥပမာအနေနဲ့ကျွန်တော်တို့ရာဇဝင်ကျုပ်ဒုတိယဆောင်အခန်းကြီး15အပိုင်းငယ်3ကိုကြည့်အောင်အဲ့မှာပြောထားတယ်လေဆိုလို့ရှိရင်ဂျာမင်းသောကာလပတ်လုံးအေဒေလအမျိုး၌မန်သောဖျားမရှိဩဝါဒပေးတတ်တော်ယေဘရဟိမရှိတရားလေးမရှိဘဲနေ၍ဆိုဒီထင်မှာနှုတ်ဘတော်ထင်မှာပြောတယ်လေဆိုလို့ရှိရင်ဂျာမင်းသောကာလပတ်လုံးအေဒေလမျိုးမှာမန်နဲ့ဖျားမရှိဘူးတဲ့အဲဆိုအေဒေလမျိုးတွေကဖျားမရှိတာကြာပြီဆိုတာကိုဒါပြောနေရခြင်းဖြစ်ပါတယ်ဆိုတော့မန်နဲ့ဖျားမရှိဘူးဆိုရင်မားတဲ့ဖျားတွေလည်းရှိတယ်ဆိုတာကိုဒါပြောပြနေခြင်းဖြစ်ပါတယ်ကျွန်တော်တို့နှုတ်ကပတ်တော်လေ့လာတဲ့သူတွေနဲ့နှုတ်ကပတ်တော်ဝင်ငါတဲ့သူတွေနဲ့ဒီမားတဲ့ဖျားမရှိဘူးဆိုရင်မားတဲ့ဖျားကဒီမှာလေနော်ဘေးရာတွေကိုနှုတ်ကပတ်တော်ကမားတဲ့ဖျားလို့ခေါ်နေတယ်လေဆိုတဲ့ဟာကိုကျွန်တော်တို့စံစာနဲ့ထောက်ပြီးမားတဲ့ဖျားတွေကိုကျွန်တော်တို့ဆက်လက်ပြီးလေ့လာတော့ဖို့လည်းဖြစ်ပါတယ်ဆိုတော့မားတဲ့ဖျားဆိုတာဘယ်သူခေါ်တယ်လဲဂျာမင်းတော်ကာလပတ်လုံးအေဒေလာမျိုးနဲ့မန်တော်ဖျားမရှိဘူးဆိုရင်အဲ့ဒီဂျာမင်းတော်ကာလပတ်လုံးမှာဘုရားမရှိတဲ့ကာလမှာအေဒေလလူမျိုးတွေကူးကွယ်တဲ့ဘုရားကဘာဘုရားတွေဖြစ်မလဲဒါတွေကိုကျွန်တော်တို့စံစာလေ့လာရင်းနဲ့နှုတ်ကပတ်တော်နဲ့ထောက်ရှုပြီးမှကျွန်တော်တို့ဆက်လက်ပြီးဆင်ခြင်လေ့လာတော့ဖို့ဖြစ်ပါတယ်ဆိုတော့အေဒေလလူမျိုးတွေအနေနဲ့သူတို့အနေနဲ့တော့ပြောမှာပဲငါတို့ကတေရှင်တဲ့ထာဝရဘုရားကိုကူးကွယ်တယ်ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ထာဝရဘုရားကိုကူးကွယ်တယ်ဒါသူတို့ကလည်းသူတို့တော့ပြောမှာပဲဒါပေမဲ့ဒီနှုတ်ကပတ်တော်ကိုကြည့်ရင်ဂျာမင်းတော်ကာလပတ်လုံးအေဒေလလူမျိုးအေဒေလမျိုးနိုင်မှာတော့ဘုရားမရှိဘူးဆိုရင်ဒါဘုရားကပြောနေခြင်းဖြစ်ပါတယ်ဆိုတော့ဘုရားကတီးလူပြောတာနော်ဒါဘုရားကတီးလူပြောတာဖြစ်တဲ့ကြောင့်မို့ဒီအကြောင်းအရာတွေကဘီလူပုံစံနဲ့ဘုရားသခင်ကပြောနေရပါတယ်လေဆိုတော့ကျွန်တော်တို့စံစာကိုအထောက်ပြီးမှလေ့လာသွားတဲ့ခင်မှာကျွန်တော်တို့ကြည်ကြည်ပြင်းပြင်းနားလေတော့မှဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြပြလို့ချင်းဖြစ်ပါတယ်ဆိုတော့ဒုတိယတစ်ကြောင်းအနေနဲ့ပါတွေ့ရတယ်လေဆိုလို့ရှိရင်ဩဝါဒပေးတတ်တော်ယေဘရဟိမရှိဆိုတော့အဲ့ဒီဂျာမင်းတဲ့ကာလပတ်လုံးမှာဩဝါဒပေးတတ်တဲ့သူလည်းမရှိဘူးလို့ပြောတာဖြစ်ပါတယ်အချိန်အကြာရဲ့တိုးသွင်းမှာဩဝါဒပေးတတ်တဲ့သူမရှိဘူးဆိုရင်အဲ့ဒီအချိန်မှာဩဝါဒပေးခဲ့တဲ့သူကရောဘယ်သူတွေဖြစ်မလဲဘေဂျစ်ပရိုဟိတ်တွေဖြစ်မလဲဆိုတော့ဓမ္မတိကျမ်းထဲမှာပြောတဲ့ဒီမစင်ကြသောဩဝါဒဆိုတဲ့ဟာကဒါတွေကိုခွန်ညာခြင်းဖြစ်သလားနော်ဆိုတော့ဒီဂျာမင်းဆိုတော့ကာလပတ်လုံးမှာမစင်ကြသောဩဝါဒတွေကိုပြောတဲ့ပေးတဲ့ယေဘရဟိတ်ဒီများရှိနေသလားဒါတွေကိုကျွန်တော်တို့ဆက်ပြီးမှကျမ်းစာနဲ့ထောက်ပြီးမှလေ့လာတော့ဖို့ဖြစ်ပါတယ်ဆိုတော့နောက်ဆုံးတစ်ကြောင်းကဘာလဲဆိုလို့ရှိရင်တရားလေးမရှိဘဲနေ၍ဆိုတော့တရားလေးမရှိဘူးတဲ့ဆိုတော့အဲ့ဒီအချိန်ဂျာမင်းဆိုတော့ကာလပတ်လုံးမှာအေဒေလလူမျိုးတွေတရားဆောင်ခဲ့တဲ့ຢာတွေကရောဘာတရားဖြစ်မလဲသူတို့ကတော့နော်ဖျားသခင်ရဲ့ပညာတရားတွေကိုသူတို့စောင့်နေလို့ပြောမှာပဲဒါပေမဲ့ဒီမှာနှုတ်ကပတ်တော်မှာပြောပြီးသားနော်ဘုရားမရှိဘူးမန်တော်ဘုရားလေးမရှိဘူးတရားလေးမရှိဘူးတဲ့ဆိုတော့အဲ့ဒီအချိန်ဒီဂျာမင်းဆိုတော့ကာလပတ်လုံးမှာအေဒေလလူမျိုးတွေကူးကွယ်ခဲ့တဲ့ဘုရားတွေအေဒေလလူတွေကျင့်ခဲ့တဲ့တရားတွေအေဒေလလူမျိုးတွေပေးခဲ့တဲ့ယေဘရဟိတ်တွေပေးခဲ့တဲ့ဒီဩဝါဒတွေကဘာတွေဖြစ်တယ်ဘာတွေကိုပြောနေရချင်းဖြစ်မလဲဆိုတော့ကျွန်တော်တို့ကျမ်းစာဖတ်ရင်ကျွန်တော်တို့စင်ကျင်သုံးသပ်ရင်နှုတ်ကပတ်တော်ကျမ်းပိုင်နဲ့ကိုကထောက်ရွှေနေကျွန်တော်တို့ဒီနှုတ်ကပတ်တော်တွေကိုကြည်ကြည်ပြင်းပြင်းစဉ်းစားတဲ့အခါမှာဒီအေဒေလလူမျိုးတွေရဲ့တမိုင်းအဖြစ်ဘုရားသခင်ကကျွန်တော်တို့ခေတ်တစ်မှာနော်ဒီခေတ်မှာကျွန်တော်တို့ကိုဝိညာဉ်ပိုင်းဆိုင်ရာကိုဘုရားသခင်ကကျွန်တော်တို့နားလည်စေချင်တာဖြစ်ပါတယ်စကားပြောနေတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့နည်းနည်းကျွန်တော်တို့စင်ကျင်မှတောင်းရင်ဒီနှုတ်ကပတ်တော်နည်းနည်းတော့ရအောင်ကျွန်တော်တို့ကနားလည်မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့စဉ်းစားဆင်ခြင်တဲ့အခါမှာဒီအလွတ်ကြီးမဟုတ်ဘဲနဲ့ကျမ်းစာကိုကျမ်းစာဖြစ်ပြန်နေမှဖြည့်ရှင်းတဲ့သဘောအနေနဲ့ကျွန်တော်တို့စဉ်းစားမယ်ကျမ်းစာနဲ့ပြန်ပြီးမှထောက်ပြီးမှအဲ့ဒီအကြောင်းအရာတွေကိုကြည့်မယ်ဆိုလို့ရှိရင်နှုတ်ကပတ်တော်ဝင်ငါတဲ့ခင်မှာတို့နှုတ်ကပတ်တော်လေ့လာတဲ့ခင်မှာတို့ကျွန်တော်တို့အနေနဲ့ဒီစီးလို့ဝါလို့မဟုတ်ဘဲနဲ့စီးစနစ်ကြ systematic ဖြစ်အောင်ကျွန်တော်တို့ဒီနှုတ်ကပတ်တော်နဲ့ပဲထောက်ပြီးမှလေ့လာတော့ဖြစ်ပါတယ်